အဲ့တော့လောကမှာအင်မတန်မှစိတ်ချိန်ဥစ္စာဆိုတာသေချာရေရာတဲ့ဟာမဟုတ်ဘူးဒါနကောင်းမှုကိုအကြောင်းပြုပြီးမှသာရလာနိုင်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒါနကောင်းမှုကုသိုလ်ရှိမှသာသုံးစွဲနိုင်ဒီနေ့ခေတ်မှာလည်းရှိမိဘကဘလောက်ချမ်းသာမိဘအမွေကိုလူတိုင်းရတာမဟုတ်ဘူးတချို့ပုဂ္ဂိုလ်တွေဟာမိဘရဲ့အမွေကိုမရလိုက်ဘူးဆွေမတော်မျိုးမတော်ပုဂ္ဂိုလ်ကအမွေရသွားတာတွေလည်းမြန်မာနိုင်ငံမှာတွေမဲ့တာရကတွေရှိတယ်မိဘရဲ့အမွေဆိုတာခံစားရတာဟာကံရှိမှပဲခံစားကြရမြတ်စွာဘုရားလက်ထက်တုန်းကအလွန်ချမ်းသာတဲ့သတိလတထေအကြောင်းဆိုတာကြားမှုကြလေသတိလတထေဟာသူ့အိမ်ချမ်းထဲမှာပဲမြေကြီးကရွှေသီးနေတဲ့ပုဂ္ဂိုလ်ပဲမြေကြီးကရွှေသီးနေတာသူ့ကံကြောင့်မို့လို့သူ့အိမ်ချမ်းဝင်းထဲကမြေကြီးဟာရွှေဖြစ်နေအဲ့ဒါလို့ဒီပုဂ္ဂိုလ်ဟာရွှေတောင်ရရှိထားတဲ့ပုဂ္ဂိုလ်နောက်ဆုံးအချိန်ကျတော့မိသားစုဘဝကိုဆွန့်လွတ်ပြီးတော့ယဟန်ဘဝကုပြောင်းဖို့ရအတွက်အသက်ရွယ်ရလာတဲ့အခါမှာစီစဉ်တယ်သူမှာသား၃ယောက်ရှိတယ်ရှိတဲ့သား၃ယောက်ကိုဒီရွှေနဲ့ပတ်သက်ပြီးဘယ်သူအမွေခံနိုင်မလဲသူ့အိမ်ထဲမှာရှိတဲ့ရွှေတောင်နဲ့ပတ်သက်ပြီးအမွေခံမဲ့သားကိုရွေးချယ်သားအကြီးသားအလတ်သားငယ်သား၃ယောက်ရှိတယ်ရွှေတွေကိုပေါက်ပြီးတော့ယူဖို့စိန်သွားတတ်ထားတဲ့ပေါက်ပြားကိုလက်ထဲထည့်ပြီးငါသားကဲဒီနေရာပေါက်ဆန်းဆိုပေါက်ခိုင်းလိုက်တဲ့ကြောက်တုံးကြီးပေါက်ရတယ်လို့တန်ကြောင်ပေါက်ပြားကပေါက်လိုက်တဲ့အခါမှာကြောက်တုံးကိုပေါက်ရတယ်လို့အတန်မြည်ပြီးတော့တုံဟီးသွားဘာတစ်ခုမှထွက်မလာဒါနဲ့သားအလတ်ကိုခေါ်ပြီးတော့ငါသားကဲမင်းရောပေါက်ကြည့်စမ်းပေါက်လိုက်တဲ့အခါလဲထို့တူပဲကြောက်တုံးကြီးကိုပေါက်ရတယ်လို့ဘာတစ်ခုမှရရှိလာတာမရှိဘူးဒါနဲ့သားအငယ်ဆုံးကိုပေးပြီးငါသားမင်းရောပေါက်ကြည့်စမ်းဆိုအဲ့ဒီလိုသားငယ်ပေါက်လိုက်တဲ့ရွှေတုံးကအသာအရာထွက်လာလွယ်လွယ်ကူကူနဲ့ပေါက်ပြားနဲ့ပေါက်လိုက်တဲ့အခါမှာရွှေတုံးကြီးတစ်ခါလေးရသားအကြီးနှစ်ယောက်ပေါက်တဲ့အချိန်တုန်းကတော့ကြောက်တုံးကြီးလိုဖြစ်နေဘယ်လိုမှပေါက်လို့မရဘူးသားငယ်လေးပေါက်တဲ့အခါကျတော့ရွှေတုံးထွက်လာအဲ့ဒီတော့သူ့အဖေကလက်တွေ့ပြောတယ်ဟောဒီရွှေတောင်ကြီးကမင်းတို့အတွက်မဟုတ်ဘူးငါသားအငယ်အတွက်သာဖြစ်တယ်သူ့ကိုမိပြုပြီးသူပေးသမျှနဲ့ကျေနပ်ပြီးတော့မင်းတို့အသက်မွေးကြအဖေရဲ့အမွေဆိုတာကံရှိမှရတယ်ဆိုတာနာပါချစီစဉ်ပြီးတော့သူ့ပစ္စည်းတွေအနှံ့ပြီးတောထွက်သွားတယ်သတိလတထေပဲဘာဖြစ်လို့ဒီလိုဖြစ်ရတယ်လဲလို့ဆိုလို့ရှိရင်တစ်ချိန်တုန်းကကာသဝဘုရားလက်ထက်မှာသူကရွှေပရိန်တဲ့ဆရာရွှေပရိန်ဆရာဖြစ်ခဲ့ဘူးလေသူသား၃ယောက်ကလည်းအဲ့ဒီတုန်းကသား၃ယောက်ပဲအိမ်ကအမျိုးသမီးနဲ့အဲ့ဒီပရိန်ဆရာဟာစကားများနေတော့သူ့အိမ်လာပြီးတော့